အရှင်ဘုရားတချို့အကြောင်းတရားတွေကမာနထိခိုက်တယ်လို့ထင်ရပါတယ်ဗျာဘယ်လိုဖြေသိရပါမလဲဝိကျွေးလို့ပဲပုံချရပါမလား bias ကြိုက်တယ်လို့ပဲယူဆမှလည်းမြင်ကြပေးတော့မှာဗျာတချို့အကြောင်းတရားတွေမာနထိခိုက်မာနတော့အမြဲတမ်းထိခိုက်တယ်ဘာလို့မာနထိခိုက်လဲဆိုကိုကအနာဂတ်ရဟန္တာမဖြစ်သေးတော့မာနတွေကအားကောင်းနေလို့ရှိနေသေးတယ်အဲ့လိုဖြစ်တဲ့အခါမာနထိခိုက်တဲ့အခါ we feel hurt our pride is hurt အဲ့လိုဖြစ်တဲ့အခါမှာဒီဖြစ်ပေါ်လာတဲ့အဲ့ဒီနာကျင်မှုအကြိုက်မဖြစ်အောင်ခရကပြောတယ်တတိပဋ္ဌာန်တရားနဲ့လက်ခံလိုက်မြင်အောင်ကြည့်လိုက်မြင်ကြည့်လိုက်လို့ဆိုရင်ဘာကြောင့်မာနကိုထိခိုက်တယ်ဆိုတဲ့ဟာလေးတော့တွေ့ why we feel hurt perception ကြောင့်ထိခိုက်တာ perception ကြောင့်ထိခိုက်အဲ့ဒီ perception ကဘာ perception လို့ဆိုတော့ဥပမာလောကကြီးထဲမှာငါ့ကိုဘယ်သူမှဝေဖန်ပိုင်ခွင့်မရှိဘူးအဲ့လိုမြင်ထားရင်အဝေဖန်ခံတဲ့အချိန်မှာအယံခံစားစိတ်ကိုအဲ့လိုမလုပ်ပဲနဲ့နော်အမြင်ကိုအဲ့လိုမလုပ်ပဲနဲ့နတ္ထိလောကေအနေကြည့်တော့ထေရထဲမှာပါတယ်အဝေဖန်မခံတဲ့လူမရှိဘူးတဲ့ဗုဒ္ဓလည်းဝေဖန်ခံယန္တာလည်းဝေဖန်ခံအဲ့လိုကိုယ်စိတ်ကိုကိုယ်ကအားပေးလိုက်အတိညာကိုဒီ perception ကိုပြောင်းလိုက်အဝေဖန်ခံတဲ့အခါမှာကိုယ်မျောလင့်ထားပြီးသားဆိုတော့တအံ့တော်မဖြစ်တော့ shock မဖြစ်တော့ panic မဖြစ်တော့ကြောက်စိတ်ကိုနေသွားတာဝိကျွေးဆိုတဲ့ဟာတော့ဝိကျွေးဆိုတဲ့စကားလုံးကိုဘုံဘုံကအလွယ်တကူသုံးတတ်ကြတာဘုံဘုံတော့တတိထားခြင်းတယ်ဝိကျွေးဆိုတာအကြောင်းနဲ့ရှားတာအကြောင်းနဲ့ရှားတာပြဿနာတစ်ခုဖြေလိုက်အောင်လုပ်တာဘလို့မှဘယ်နည်းနဲ့မှကုလို့မရဘူးဆိုပါတော့အဲ့ဒီဟာကိုဝိကျွေးလို့ခေါ်ကြတာလေအဲ့လောက်အထိမလုပ်ပဲနဲ့အလွယ်တကူဒါဝိကျွေးလို့ယူဆတဲ့ဟာမျိုးအဲ့ဒါတော့ဘုံဘုံထင်တယ်လက်လျှော့တာမျိုးဖြစ်သွားတယ်ကရုဏာနဲတာမျိုးဖြစ်သွားတယ်ကရုဏာနဲတာဗုဒ္ဓဘာသာနဲ့ထိတွေ့တဲ့အခါမှာဒီနိုင်ငံထဲမှာဘုရားကတွေ့တဲ့အခါမှာလူတယောက်စိတ်ယောဂဖြစ်တယ်ဆိုရင်ပေါ့နော်အဲ့တော့ဘာကြောင့်ဟိုသူတို့မေးတယ်လူအများစုတော့ဝတ်ကြောင့်လို့ပြောတယ်ဝတ်ကြောင့်လို့ပြောတယ်ဝတ်ကြောင့်လို့ပြောရင်ဒါကုလို့မရလို့အတဲပဲရတကယ်ကုလို့မရဘူးလားကုပြီးပြီလားအစွမ်းကုပြီးလားအဲ့မေးခွန်းမေးတော့ဖြေရခက်သွားpractical question မေးတော့ဖြေရခက်ပါစိတ်ပညာအကြောင်းကိုမသိတဲ့အတွက်ကြောင့်မလို့လူတယောက်ရဲ့ symptom ဟိုဘုံတော့မဖတ်တတ်ဘူးဒီနည်းပြောမယ်ဆိုရင်ဒုက္ခသစ္စာနားမလဲဒုက္ခသစ္စာနားမလဲတဲ့အခါကျတော့ဒီဒုက္ခမဖြေရှင်းနိုင်ဘူးဆိုပြီးတော့စိတ်တက်ကြတယ်သူများဆိုအဲ့ဒါကြောင့်နောက်ဘဝတည်ဆောင်တယ်အဲ့ဒါတရားဘာသာနဲ့တော့တူတရားဘာသာကparadise နတ်ပြည်ဆိုတာနောက်ဘဝကြောင့်မရတယ်ဗုဒ္ဓမြတ်စွာဘုရားတော့မဟုတ်ဘူးဗျမဝိဟာရဗျမဆိုတဲ့ဗျမဆိုတာကနတ်ပြည်ဝိဟာရဆိုတာနေတာဗျမလို့ဒီမှာပဲနေနိုင်တယ်ဒီမှာလည်းနေနိုင်တယ်ဒီမှာလည်းနေနိုင်တယ်ဟုတ်တယ်ဒီ YTU ကျောင်းမှာတည်းဒါဗျမလို့နတ်ပြည်လို့နေနိုင်အဲ့နတ်ပြည်လို့နေနိုင်ဖို့ဘာလို့မ emotional transformation တော့
အဲ့ emotional transformation ကဒုက္ခကိုတွေ့တဲ့အခါမှာ give up လုပ်တာတို့ဒုက္ခတွေ့တဲ့အခါမှာစိတ်တူတာတို့စိတ်ညစ်တာစိတ်ပြတ်တာတို့အဲ့ဒီအကျင့်ကိုကရုဏာအကျင့်နဲ့အစားထိုးရမယ်အဲ့လိုအစားထိုးလိုက်ရင်လူလောကရဲ့အရန်နေခြင်းစရာဖြစ်သွားတယ်နတ်ပြည်လိုဖြစ်သွားတာဒါကဗုဒ္ဓဘာသာရဲ့ဆိုလိုတာကပြဿနာဖြေရှင်းလို့ရတယ်လို့ပြောတာပြဿနာဖြေရှင်းကိုမလုပ်သေးဘူးစိတ်ယောဂအကြောင်းလည်းကိုမသိဘူးအဲ့ဒါနည်းနည်းပါးစိတ်ယောဂဖြစ်လို့ဒါခုလို့မရတော့သူ့ဝတ်ကြောင်းဆိုပြီးတော့အဲ့လိုသွားယူဆတာအဲ့ဒါတော့ဘုံဘုံတော့ကရုဏာအားနဲ့လို့ဖြစ်တယ်လို့ဘုံဘုံကထင်